那个豆芽豆出来喏，个呢豆芽5ပတ်တီနဲ့3ညာ3တဲ့အောင်ဒီလိုပဲညနေစိုက်တွေတော့ဆွဲထားတယ်ဆွဲထားပြီးတော့မှတလုံးချင်းစီနော်နေတဲ့ဟာကိုထိုးမယ်ကျွန်တော်လည်းတွက်ပြီးတော့ဒီချာလေးတွက်ပေးထားတယ်ဒီချာကြည့်မယ်3မိုင်လုံးနဲ့ပြမယ်ဆို3ညရယ်8ရယ်9ရယ်3ည8 9 3လုံးပေါင်းချင်းဒီ3မိုင်ကို35ဆိုကြားတယ်နှစ်9 3 3လုံးပေါင်းချင်းဒီ4မိုင်ပါ4မိုင်ကို40ခွန်ဆိုကြားတယ်ကိုရယ်2ရယ်4ရယ်3လုံးပေါင်းချင်းဒီ3မိုင်ပါ3မိုင်ကိုနော်30နှစ်ဆိုပြီးကြားတယ်ညနေကြမယ်ပွဲမှာဆိုရင်9ရယ်6ရယ်3ရယ်3လုံးပေါင်းချင်းဒီ10မိုင်ပါနော်10မိုင်10ကလုံးဝကြာမယ်လုံးမိုင်တစ်လုံးဒီပါအဲ့ဒါဆိုရင်ကျွန်တော်လုံးနောက်ထပ်1ချင်းအနေနဲ့ပြောပါဆိုရင်1ချင်းမှာဆိုရင်1ရယ်2ရယ်နှလုံးပေါင်းချင်း1နဲ့နှလုံးပေါင်းချင်းပါ3ပါ3နှစ်ခတ်ဒီ9 3 5ဒီ1ချင်း3 5 1ချင်းနော်3မိုင်3 5 1ချင်း3 5ဟုတ်ပြီ4ရယ်6ရယ်နှလုံးပေါင်းချင်းဒီ3ည3ညနှစ်ခတ်ကခွန်3ညခွန်1ချင်း3ညခွန်အချင်း4မိုင်3ညခွန်1ချင်းကို40ခွန်လို့ကြာနော်ခွန်ရယ်6ရယ်6ရယ်ခွန်ရယ်နှလုံးပေါင်းချင်းဒီ3ပါ3နှစ်ခတ်က9 3 5 1ချင်းနော်9တော့ည1 3ပိုင်း3 5 1ချင်းကိုသူ30နှစ်ဆိုပြီးကြားတယ်နောက်တစ်မှာဆိုရင်ကြည့်မယ်ဆိုရင်ဟုတ်လား9ရယ်9ရယ်နှလုံးပေါင်းချင်းဒီ3ည3ညနှစ်ခတ်ကခွန်3ညခွန်ဒီ1ချင်းလုံးပိုင်းအနေနဲ့ဆိုရင်10ပိုင်း3ညခွန်1ချင်းတင်ထိုးရမှာဆိုရင်80နဲ့10ခွန်ဆိုပြီးတော့တင်ထိုးရမယ်တို့ပေမဲ့နောက်ထပ်1ချင်းအမှားနော်1ချင်း2နေတဲ့1ချင်းအနေနဲ့ထပ်ပြမယ်2နေတဲ့1ချင်းက9 3ည9 9ဆိုတော့3လုံးပေါင်းချင်း3ည9 9 3လုံးပေါင်းချင်း38 1ချင်းဒီတနေ့ကုန်မှာ38 1ချင်းချင်းမယ်ဆိုတော့35ချင်းနဲ့3ည2 5 3လုံးပေါင်းချင်းဒီ2ခွန်1ချင်းကိုတနေ့ကုန်မှာဆင်းမယ်ဆိုတော့ဒီမှာခွန်ဆင်းတယ်နောက်တစ်ပတ်မှာဆိုရင်2 6လုံးပေါင်းချင်း10ပါ10ရဲ့ဒီခွန်ရပေါင်းချင်းဒီ9 3ည1ချင်းဒီမှာဆင်းမယ်ဆိုတော့9 3ည1ချင်းမှာ9ဆင်းသွားတယ်ဒီညနေမှာမဆင်းတော့ဘူးနော်ခွန်နဲ့နှလုံးပေါင်းချင်းဒီပါလဲဆိုတော့6 1 1ချင်းမနက်က6 1 1ချင်းမထွက်တဲ့အတွက်ညနေပိုင်းမှာ6 1တစ်လုံးကပြန်ပါမယ်အဲဆိုရင်10ပိုင်းနဲ့ကျွန်တော်86နော်10ပိုင်းနဲ့ဆိုရင်86 81ကောင်းတယ်ပေါ့နော်ဟုတ်လားအဲဆိုရင်နောက်ထပ်1ချင်းအနေနဲ့ထပ်ပြောမယ်ဆိုရင်နောက်ထပ်1ချင်းက2 6 5 3လုံးပေါင်းချင်းဒီ3နော်38 1ချင်း38 1ချင်းကို35ဆိုကြားတယ်ခွန်3လုံးပေါင်းချင်းဒီခွန်နဲ့1ချင်းကို40ခွန်ကြားတယ်9 5 4 3လုံးပေါင်းချင်းဒီ83 1ချင်း83 1ချင်းကို30နှစ်ဆိုပြီးကြားတယ်ညနေမှာဆိုရင်3ည3 3 3လုံးပေါင်းချင်းဒီ6 1 1ချင်း6 1 1ချင်းကပါကြမယ်ဒါပေမဲ့ကျွန်တော်ကလုံးဝဟုတ်လားကနန်းအစ်ကိုလုံးဝမကြိုက်ဘူးဟုတ်လားအဲ့မှာကျွန်တော်1ချင်းမှာလောက်တူတူကျွန်တော်3ညခွန်နော်ပတ်တီထွက်ပြီးသားကနန်းကိုပဲစိတ်ဝင်လာတယ်3ညခွန်ညနေကို3ညခွန်ပတ်တီပေးမယ်ညနေနော်ရှင်းတဲ့ဘက်တဲ့နော်တကွက်ကောင်းအနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တကွက်ကောင်းအနေနဲ့80ခွန်ညီအကိုနဲ့80ခွန်ညီအကိုနဲ့80ဆိုတဲ့ကောင်းကိုကြိုက်တယ်နော်80ခွန်နဲ့80ဆိုပြီးတော့လုံးဝနှစ်ကွက်ကြိုက်တယ်နော်80ခွန်နဲ့80ဆိုပြီးတော့နှစ်ကွက်ကြိုက်တယ်ဟုတ်ပြီလားအဲ့ညနေမှာ3ညပတ်သက်တာဆိုရင်3ည1 3ည6 3ည8 3ည9ခွန်1ခွန်6ခွန်8ခွန်9ဟုတ်လားအဲ့မှာတင်ကွက်က8ခွန်နဲ့80ဟုတ်ပြီနော်8ခွန်နဲ့80နော် break တစ်လုံးမွေးရမယ် plate break တစ်လုံးအခုဗုဒ္ဓဦးနေ့ဘယ်လိုကြာလာပြီးတောက်ကြံနေအထိကြာလာပြီးတောက်ကြပါ့9ချိန်အတွင်းနော် break တစ်လုံးရှိမယ်9ချိန် break တစ်လုံး9ချိန် break နော်9ချိန် break ကိုကျွန်တော်ဗာပေးမယ်ဆို break 2 break ကိုနော်ဇာတိုး2 break ဇာတိုးထိုးမယ်နော်9ချိန် break ကို2 break ကိုဇာတိုးထိုးမယ်နော်ဇာတိုးမွေးခြင်းတဲ့လူတွေပြောတာမွေးခြင်းလည်းမမွေးနဲ့နော်ဇာတိုးမွေးခြင်းမှပြောတာ2 break ကိုဇာတိုးမွေးမယ်ညနေရတော့3ညခွန်အပတ်တီနော်3ညခွန်ပတ်တီကို3ည1 3ည6 3ည1 3ည6 3ည8 3ည9ခွန်1ခွန်6ခွန်8ခွန်9တင်ကွက်ဒီ80ခွန်နဲ့80ဆိုတဲ့ခဏကိုပေးထားတယ်ကြိုက်ရင်လိုက်စော်ပါเนาะမနေ့က3ည3လို့ဒဲပေါက်ချင်းလိုက်စော်ပါเนาะအားလုံးအဆင်ပြေကြပါ